Hello အားလုံးမင်္ဂလာပါဒီနေ့ကတော့ရှင်ခန်းဆန်ရဲ့ F4 grammar တွေကအခန်းနှစ်ကိုသင်မယ်ပေါ့နော်အခန်းနှစ်မှာဘာတွေပါလဲဆိုတော့နာငါရာတိုကိုရိုဒက်မာတယ်အဲ့တော့တစ်ခုချင်းစစ်ကြည့်မယ်ပထမဆုံးနံပါတ်1 grammar ကနာငါရာဆိုတာကရှင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်action တစ်ခုကိုတပြိုင်တည်းလုပ်တဲ့အခါမှာသုံးတယ်ထမင်းစားရင်းနဲ့ TV ကြည့်တာတို့ပြီးရင်ဘယ်လိုပြောရမလဲစာဖတ်ရင်းနဲ့ coffee တောင်းနေရယ် coffee တောင်းရင်းနဲ့စာဖတ်နေရယ် action တစ်ခုကိုတစ်ချိန်တည်းမှာတပြိုင်တည်းလုပ်တဲ့ဟာမျိုးမှာသုံးတယ်တပြိုင်တည်းလုပ်တာပေါ့နော်အဲ့တော့သူ့ကိုသုံးမယ်ဆိုလို့ရှိရင် verb နဲ့ပဲသုံးလို့ရမယ်verb နဲ့ပဲသုံးလို့ရမယ် verb ကို must ပေါင်းပြောင်းပြီးတော့ must ကိုဖြုတ် plus နာငါရာကိုပါဝင်မယ်အဲဆိုရင်နာငါရာရဲ့အဓိပ္ပာယ်ကရင်းနေဆိုတဲ့အဓိပ္ပာယ်ရတယ် action တစ်ခုကိုတပြိုင်တည်းလုပ်တာတပြိုင်တည်းလုပ်တဲ့အခါမှာနာငါရာလို့ပြောမယ်အဲဆိုရင် example sentence လေးကြည့်အောင်きれいな海を見ながら散歩しましたきれいな海လှပတဲ့海ပင်လယ်ကိုကြည့်ရင်းနဲ့散歩しましたဆိုလမ်းလျှောက်ခဲ့တယ်အဲ့တော့သူကမိနာငါရာကြည်ရင်နဲ့散歩しましたနှစ်ခုလို့တယ်ကြည်လဲကြည်တယ်လမ်းလဲလျှောက်တယ်အဲ့တော့မိနာငါရာဆိုတာဘယ်ရလာလဲဆိုတော့မိမတ်ပေါ့မိတို့ကိုမိမတ်ပြောင်းတယ်မတ်ကိုဖြုတ်တယ်မိနာငါရာကြည်ရင်နဲ့ဆိုတဲ့အဓိပ္ပာယ်နံပါတ်2ဟာဝါအုံကခုကိုခိခိနာငါရာယောရီအိုစကူရီမတ်အဲ့ဆိုရင်ဟာဝါအုံကခုဆိုတာတချင်းကိုခိခိနာငါရာနားထောင်ရင်းနဲ့ယောရီဟင်းလျာကိုစကူရီမတ်ကကြောင့်ဟင်းလျာကိုချက်ပြုတ်နေရဆိုတဲ့အဓိပ္ပာယ်ဒီမှာဆိုလဲခိခိမတ်ကဆိုခိခုလာတယ်ခိခုကိုမတ်ဆောင်ပြောင်းတော့ခိခိမတ်ပေါ့အဲ့တော့ခိခိမတ်ဆိုတာမတ်ကိုဖြုတ်နောက်ကနေပြီးတော့နာငါရာပေါင်းတော့ခိခိနာငါရာနားထောင်ရင်းနဲ့နံပါတ်3アルバイトをしながら大学に通いましたအဲ့တော့アルバイトအချိန်ပိုင်းလို့ part time ကိုလုပ်ရင်းနဲ့大学ကိုတက္ကသိုလ်ကိုတက်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ရှိနာငါရာဆိုတာကဘယ်ရလာလဲဆိုတော့စုကိုပြောင်းတော့ရှိမတ်ပေါ့ရှိမတ်မှာ mask ကိုဖြုတ်နာငါရာနဲ့ပေါင်းတော့ရှိနာငါရာသူကအချိန်ပိုင်းလို့လုပ်ရင်းနဲ့ကြောင်းတက်တယ်အဲ့တော့ဒီမှာ example sentence တော့ခုပြောမှာဆိုတချင်းနားထောင်ရင်းနဲ့လမ်းလျှောက်တယ်အဲ့တော့ကတချင်းနားထောင်ရင်းနဲ့ဟင်းလျာကိုချက်ပြုတ်တဲ့နံပါတ်2ပင်လယ်ကိုကြည့်ရင်းနဲ့လမ်းလျှောက်တယ်နံပါတ်3အချိန်ပိုင်းလို့လုပ်ရင်းနဲ့ကြောင်းတက်တယ်အဲ့တော့သူကအချိန်တစ်ခုထဲမှာ action တစ်ခုကိုတပြိုင်တည်းလုပ်တယ်ဆိုတော့အဓိပ္ပာယ်ပေါ့အဲ့လိုနေရာမျိုးမှာသုံးပေးမယ်နောက်တစ်ခုကတိုကိုရိုဒက်ကကြတော့အဓိပ္ပာယ်ကဓာတ်ရိုက်ပြန်လို့မရဘူးသူ့ရဲ့အရှိမလိုက်တဲ့ verb ကိုကြည့်ပြီးတော့သူ့ရဲ့အဓိပ္ပာယ်ကိုပြန်မယ်သုံးခုလိုက်တယ် dictionary form dictionary form ဆိုတာကကြတော့ဆိုရိုတို့ခိခုလိုမျိုးပေါ့နော်အဲ့ဒါဟာကို dictionary form လို့သုံးတယ်တကယ်နော် dictionary form မှာဆိုလို့ရှိရင်ဟာဂျီမာရိုဆိုတာ dictionary form ပါတော့ dictionary form ကိုသူခရိုနဲ့ပေါင်းမယ်ဆိုလို့ရှိရင်သူကမလုတ်သိန်းကိုဒါပေမဲ့လုတ်တော့မဲ့ဆက်လောက်ခါနေပြီလောက်တော့မဲ့ဆက်ကို dictionary form တိုကိုရိုဒက်vata တိုကိုရိုဒက် vata ဆိုတာအတိတ်ကဟာကိုပြောတာလေ vata တိုကိုရိုဒက်ဆိုလို့ရှိရင်သူကဖက်ပြီးခါစားလုတ်ပြီးခါစားစားပြီးခါစားပြီးရင်ဟင်းချက်ပြီးခါစားပြီးခါစားပေါ့နော်ပြီးတာခုနလေးကပြီးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နောက်တစ်ခုက vata ero တိုကိုရိုဒက်တေရိုကကြာလုံနေတုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက် vata နေတုံးဆိုတဲ့အဓိပ္ပာယ်အဲ့တော့ dictionary form ဆိုလို့ရှိရင်မလုံးတွန်းရတဲ့ဘူးဒါပေမဲ့လုံးတော့မဆက်ဆက် vata ဆိုလို့ရှိရင်အသိ form လို့ဖြစ်တဲ့အတွက် verb ပြီးခါစား vata ero ဆိုတာ verb နေတုံးနဲ့ပေါင်းလို့ရှိရင်သူကတူပဲ verb နေတုံးချီနေတော့ example sentence လေးဖိုက်ကြည့်မယ်နော်試合が始まるところですよハラク試合ပြိုင်ပွဲ始まるところですစတော့မှာနော်မြင်စတော့မှာနော်ဆိုခဏနေစတော့မှာအခုတော့မစသေးဘူး
ဒီမှာဆိုရင်သုံးထားတဲ့ဟာကြီးမားလို့ဆိုတာက but dictionary found ဒီမှာတခိုးလို့တဲ့ဆိုရင် but dictionary found တခိုးရပါလေ but တော့မယ်ဆက်ဆက်အဲ့တော့ဒီမှာဆိုရင်စတော့မယ်ဆက်ဆက်စတော့မယ်ခဏနေအဲ့တော့မြန်သွားကြမယ်စပြီလားစတော့မစသေးဘူးဒါပေမဲ့စတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပြောချင်တဲ့အခါမှာ but dictionary found တခိုးလို့ကိုသုံးတယ်ဒီမှာတဲ့ internet တို့တဲ့မိစေနော်ဘာရှိုးအောင်ရှူရာပဲတဲ့이루တခိုးလို့ဒီမှာအခု internet နဲ့မိစေဆိုတာကစာရဲ့ဘာရှိုးနေရာကိုရှူရာပဲတဲ့이루တခိုးလို့ဆိုရှာဖွေနေတယ်မဆိုရှူရာပဲတဲ့이루ဆိုတာဘတ်တဲ့이루ပေါ့နော်တဲ့이루ဖောင်မယ်ဘတ်တဲ့이루တခိုးလို့ဆိုတော့ရှာဖွေနေတယ်ရှာဖွေနေစေအခုရှာဖွေနေတော့အဲ့လိုပြောချင်တာအဲ့တော့တဲ့이루ဖောင်နဲ့ဒီမှာကျတော့တဲ့이루ဖောင်နဲ့တုံးတယ်စာရာပြောမိုရှိမတော့ခိုမောအခင်းနေ이루နော်ဟယ်လိုတဲ့အခုဘယ်မှာလဲတဲ့မလဲအခီဘူဒါပေါ့နော်ဘူဒါမှာလားတဲ့တုံးမောကနေပြောတယ်ချွတ်တော်အမအခင်းနေဆွေးတတ်တခုတာရောဟုတ်တယ်ချွတ်တော်ခုနလေတဲ့အမချွတ်တော်အမအခင်းနေဆွေးတတ်တခုတာရောဆွေးတာဆိုတာကအခီကိုခုနတော့ကဘူဒါခုနမှာတခုလို့ဒါရောဆိုခုနမှာဘူဒါကိုရောက်တာလေအဲ့တော့ဆွေးတတ်တခုဆိုရင်ဗတ်တာတခိုးဆိုရင်သူကဘက်ပီခါစားခုနကဘူဒါကိုရောက်ခါစားလေးခုနလေးကနေရောက်တာသူဖုန်းမဆက်ခင်ပြောရမယ်ဆိုရင်မိနစ်ပိုင်းခြားလေးရမှရောက်တာအဲ့တော့အချိန်ကတခိုးလို့ပါလာလို့ရှိရင်သူ့ရှိမှပါတယ် verb နဲ့မသိမရင်ပေါ့နော် verb dictionary found ဆိုလို့ရှိရင်အသိမဟုတ်ဘူးလက်ရှိကာလဖြစ်တဲ့အတွက် verb တော့မယ်ဆိုတဲ့အချိန်ကိုပြောတာ verb တာဆိုလို့ရှိရင်ခုနကဘက်ပီခါစားလိုက်ပြီတိတ်မကြတဲ့ဘူး verb တဲ့လို့ဆိုရင်တော့ဘယ်နေတော့ဆက်ဆက်အဲ့လိုမျိုးညမှာတုံးတယ်တခိုးကတော့တခိုးနဲ့ဆိုရင်ပြန်ပြောမယ်ဆိုရင်ရှေ့ရဘက်ကိုကြည့် verb dictionary found လား verb တာလား verb တဲ့ယူလား verb dictionary found ဆိုရင်ဘာတော့မယ်ဆက်ဆက် verb တာဆိုလို့ရှိရင်အသိဖြစ်တဲ့အတွက် verb ပြီးခါစား verb တဲ့ယူလို့ဆိုရင်ဘယ်နေတော့ပေါ့နော်ဘယ်နေတော့ဆက်ဆက်ပါနောက်တစ်ခုနံပါတ်3ကမာတယ်ဆိုတာကအထီဆိုတာသိတယ်ဒီ focus မှာလည်းပါတယ်နော်ဟောမာတယ်နိဆိုတာကနောက်ဆုံးထားပြီးဆိုတဲ့အဓိပ္ပာယ်နောက်ဆုံးထားပြီးဆိုတာက that line ကိုပြောတာပေါ့နော်သူကဒီကကျတော့ that line မာတယ်နိက that line ကိုပြောချင်တာ he koki no shu paso ji kan mare koko de mate imasu အဲ့တော့ he koki ဆိုတာကလေရင်ရှုပတ်ဆိုကြည့်ခံလေရင်ထွက်မဲ့အချိန်အထိခုတဲ့မတဲ့အိမ်မှာဒီမှာစောင့်နေမယ်ဆိုတော့အဲ့တော့မတဲ့ဘယ်အချိန်ထိလဲလေရင်ထွက်မဲ့ချိန်ဘယ်ချိန်လေရင်ထွက်မဲ့ချိန်ထိအဲ့တော့မတယ်ဆိုရင်ရှင်းလေးပဲအထိလို့ပဲဆိုရတဲ့ဒီကတိတ်တော့မခတ်ဘူးဒါပေမဲ့တစ်ခုကမတယ်နဲ့ဟိုဟာကိုnoun နဲ့ပေါင်းလို့ရတယ် verb dictionary found နဲ့ပေါင်းလို့ရတယ်ဒီမှာဆိုလို့ရှိရင်ဒါက noun ပေါ့ noun နဲ့ပေါင်းထားတာဘယ်ချိန်ထိ noun ထိこの仕事が終わるまで帰らないでくださいဒီ仕事အလုပ်က 終わるဆိုတာပြီးဆုံးတယ်ပြီးတဲ့အထိ帰らないでください帰るဆိုတာပြန်လို့မပြန်ပါနဲ့ပေါ့နော်ဒီဟာပြီးရဲ့အထိဒီလိုပြီးရဲ့အထိမပြန်နဲ့ဆိုတဲ့အဓိပ္ပာယ်အဲ့တော့မတယ်ဆိုလို့ရှိရင်ဒီမှာသုံးထားတဲ့မတယ်က verb dictionary form ဒီလိုမပြီးတဲ့အထိသူကပြန်အလုပ်ပြီးမှပြန်ခွင့်ရှိမယ်အလုပ်မပြီးပြန်အလုပ်ပြီးရဲ့အထိသူကဘာဖြစ်လဲအိမ်ပြန်လို့မရဘူးအိမ်မပြန်ပါနဲ့လို့ပြောထားတာဟာဆိုကမ်ဘာတယ်နိရောခိုနိုအိုခနေအိုဟာရာအီမတ်မဆိုရင်ဟာဆိုခဆိုတာကရက်20မတယ်နိနောက်ဆုံးထားပြီးတော့ရောခိုနိုအိုခနေဆိုတာကရောခိုဆိုတာခရီးသွားတဲ့ပတ်စံဟာရာအီမတ်ပေးချိန်ပါမယ်ဆိုတော့အဲ့တော့ရက်20နောက်ဆုံးထားပြီးတော့ရက်20အထိမတယ်နိဆိုတာကအဲ့လိုအထီးလို့ပြန်လို့ရှိရင်မတယ်နဲ့တူတူဖြစ်သွားတယ်အဲ့တော့မတယ်နီကိုနောက်ဆုံးထားပြီးဆိုပြီးတော့ပြန်တာပို့ပြီးတော့ကွဲပြမယ်နော်ရက်20ကိုနောက်ရက်20အထိနောက်ဆုံးထားပြီးတော့ပတ်စံကိုပြီးချေမယ်အိုချာကုဆန်ကခုရမတယ်နီဟဲရကိုခတ်တဆကင်တဲ့နဲ့အိုချာကုဆန်အဲ့တဲ့ကခုရမတယ်နီအဲ့တဲ့လာတဲ့ချိန်နောက်ဆုံးထားပြီးဟဲရကိုခတ်တဆကင်တဲ့အဲ့တဲ့မလာခင်အထိ
သူက deadline ရှိတယ်ဧည့်သည်မလာခင်မှာပြီးအောင်ရှင်းရမှာဧည့်သည်မလာခင်ကိုနောက်ဆုံးထားပြီးတော့ဒီမှာဆိုရဲခုလို့ဆိုတာက the dictionary form ဒီမှာဆိုတာကကြတော့ noun နဲ့ပေါင်းထားတယ်နော်သူကဒီမှာတကြောင်ချင်းကိုတစ်မျိုးစီရေးထားတယ်ဒါဆို noun နဲ့ပေါင်းတယ်ဒီမှာလည်းဒီမှာဆိုရင် noun နဲ့ပေါင်းတယ်ဒါဆိုရင် verb dictionary form နဲ့ပေါင်းတယ်ဒါဆိုရင် verb dictionary form နဲ့သုံးတယ်အဲ့တော့မားတယ်ဆိုလို့ရှိရင်မှတ်ကအထိဆိုတဲ့အဓိပ္ပာယ်ရပြီးတော့မားတယ်နိအဲ့အချိန်ကိုနောက်ဆုံးထားပြီးတော့အဲ့အချိန်မှာမပြီးလို့မရအောင်နောက်ဆုံးထားပြီးဆိုတော့အဖြစ်မနေဒီချိန်မတိုင်ခင်ပြီးအောင်လုပ်ကြမှာနောက်ဆုံးထားပြီးပြီးအောင်လုပ်တာပြောရမယ်ဆိုရင်လွယ်ကူကူပဲပြောမှာ deadline ဟုတ်ပြီနော်အဲ့တော့ဒီနေ့သင်ခဲ့တာက3ခုတယ်လွယ်လေးပဲမားတယ်နိအထီးနောက်ဆုံးထားပြီး noun နဲ့ပေါင်းတယ် verb dictionary form နဲ့ပေါင်းတယ်အဲ့တော့မားတယ်အထီးဘယ်ချိန်ကနေဘယ်ချိန်ထိဘယ်နေရာအထိအဲ့လိုမျိုးနေရာမှာသုံးပြီးတော့စားပြီးတဲ့အထိနောက်ဆုံးထားပြီးကြ deadline အဲ့ဟာကိုနောက်ဆုံးထားပြီးလုပ်ရမယ်ပြောရမှာဆိုရင် deadline ကိုပြောရနေရမှာပေါ့လေသူခုလိုတဲ့ဆိုတာကကြတော့အချိန်ကာလတွေပြောတဲ့အခါမှာသုံးတယ်သူ verb နဲ့ပြောတယ် verb နဲ့ပြောတာပေါ့နော်အဲ့ဆိုရင်ချိန်ကာလဆိုဘယ်လိုချိန်ကာလ dictionary နဲ့ပေါင်းနဲ့ပြောမယ်ဆိုရင်သူကလောရပြောတယ်မယ်လောက်တော့မယ်ဆက်ဆက် verb ဆိုရင်လုပ်ပြီးခါစား verb လို့ဆိုရင်လုပ်နေတော့ဆက်ဆက်နော်လုပ်နေတော့ဆက်ဆက်အဲ့လိုမျိုးနေရာမှာသုံးတယ်နားငါရာဆိုတာကရင်းနဲ့တစ်ခုခုကိုလုံရင်နဲ့တခြားတစ်ခုကိုလုံတယ်ဟုတ်တယ်နော်အလုံးနှစ်ခုကိုတပြန်နဲ့လုံတယ်ဆိုတဲ့အချိန်တွေမှာနားငါရာကိုသုံးတယ်အဲ့တော့နားငါရာကိုပြောင်းမယ်ဆိုရင်နားငါရာကအမြဲတမ်းမှတ်ထားမယ် verb must ကို must ပေါင်းပြောင်း must ကိုဖြုတ်နားငါရာအဲ့ဆိုရင်ဒီအခန်းနှစ်ရဲ့ grammar 3ခုကိုရမယ်လို့ထင်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲ take care ပါရှင်